ဒီနေ့ကတော့အရင်နည်းနည်းနဲ့ဘယ်လောက်ထိပေါက်သွားလဲခွန်းသုံးလုံးပြုတ်ဝင်မှာဘယ်လောက်ထိပေါက်သွားလဲဆက်လာလိုက်ကြည့်တယ်ဒီလိုအရင်နည်းနည်းနဲ့ရအောင်ဒီမှာခွန်းသုံးလုံးပြုတ်ဝင်မှာဘယ်လောက်ပေါက်လဲဘယ်လိုပဲကြည့်လိုက်တော့Wisdom is victory. Victory favors the brave. Relentless power. Relentless power. Relentless power. Knowledge is power. Relentless power. Victory favors the brave. Knowledge is power. Relentless power. Jira. How do you break down? Focused and victorious. Di ta khu yaပေါက်တာပေါ့ဆိုတော့ဒီကျန်တဲ့ငါးဖမ်းတာတွေရောအဖိုးကြီးရောပေါက်တယ်ဒီခွန်တော်လုံးကြေးရမိုက်တယ်တော့ဒီနေ့ဘလောက်တုံးလဲတော့160လောက်တုံးတယ်ဒီကတော့ဒါကျွန်တော်ကန်ဆယ်လိုက်တာ160တုံးပြီးတော့ဆိုတော့ညတုံးတာကြီးစလော်လည်းပေါက်ပြီးသွားပြီဆိုတော့ဒီထုတ်တာလေးဆက်လောက်ကြည့်တို့ထုတ်မသေးထုတ်ပြီးတော့စောင့်ကြည့်အောင်ပေါ့ကျွန်တော်ဒီနေ့ limit ထည့်နေတော့50ပဲထုတ်လိုက်နော်ကျွန်တော်ဆောင်နေပါဖြစ်နေတယ်ခွန်တုံးတော့ဆက်လာပါတော့နော်
ငွေတွင်းထုတ်တာလည်းမြန်တယ်အဲ15မိနစ်20အတွင်းရောက်လာတယ်ကွာတကယ်မိုက်တယ်ကျွန်တော်တို့ဒီ short တွေဒီမှာ story ပါရင်အကုန် short တွေရအကုန်ရတယ်အကုန်ပေါက်တယ်ပေးတယ်ကျန်းတယ်ဒါတော့ဒီမှာလာထုတ်ပြီးတော့အချိန်ပြည့်တယ်နော် slot တွေပါဆော့လိုက်တယ်ဒီမှာထုတ်ခိုင်းလိုက်ပြီ